ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးတော့ပါအောင်လို့မြစ်တာရက်ခံပါတယ်။တစ်တော့ဗီဒီယိုလေးတွေကိုကြည့်ရဖို့အတွက်ကျွန်တော်ရဲ့ YouTube channel က notification ကောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်။အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုလေးမှာတော့မိမိတို့မတော်တဆဖြတ်မိခဲ့တဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေဖုန်းနံပါတ်တွေအကုန်လုံးကိုနေရာထဲမှာတွဲယူလို့ရတဲ့နည်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့အခုလိုမျိုးဓာတ်ပုံတွေဗီဒီယိုဖိုင်တွေဖုန်းနံပါတ်တွေအကုန်လုံးတနေရာထဲမှာယူလို့ရတဲ့နည်းလေးကိုလုပ်ဖို့တော့ကျွန်တော်တို့ Play Store ထဲမှာကျွန်တော်တို့ software တစ်ခုတက်ထောင်ရပါမယ်။ကျွန်တော်တို့ Play Store ထဲဝင်ပေးလိုက်ပါ။ Play Store ထဲဝင်ပေးလိုက်ပါ။ Play Store ထဲရောက်ပြီဆိုလို့ရင်ကျွန်တော်တို့ဒီနေရာမှာအရင်ဦးဆုံးရေးရမှာ file recovery ဆိုပြီးရေးလိုက်ပါ။file recovery လို့ရေးပြီးသွားရင်ကျွန်တော်တို့ file recovery or recovery ဆိုပြီးရေးပေးလိုက်ပါကျွန်တော်တို့ဒီစာကြောင်းလေးပေါ်လာအောင်ရေးပေးလိုက်ပါကျွန်တော်တို့ဒီစာကြောင်းလေးကိုတခြားကြည့်လိုက်ပါဒီဟာလေးပေါအောင်ရေးလိုက်ပါပြီးတော့အဲ့ဒါလေးပေါ်လာကျွန်တော်တို့နှိပ်ပေးလိုက်ပါဒါလေးကိုနှိပ်ပေးတော့ကျွန်တော်တို့ဒီမှာ software တွေအများကြီးပဲပေါ်လာပါတယ် software တွေအများကြီးပဲကျွန်တော်တို့ဘယ် software မှမကြည့်ပါနဲ့ကျွန်တော်တို့ဒီပုံစံ software လေးကိုပဲကျွန်တော်တို့ကြည့်လိုက်ပါကျွန်တော်ဒီပုံစံ software လေးများလေးနဲ့အဲ့ဒီပုံစံလေးကိုပဲကျွန်တော်တို့ကူးပေးလိုက်ပါဒါလေးကိုကျွန်တော်တို့ဖုန်းထဲကိုကူးထည့်ရပါမယ်ကျွန်တော်တို့ install တင်လိုက်ပါinstall တင်ပြီးမှကျွန်တော်တို့ခဏစောင့်ပေးလိုက်ပါကျွန်တော်တို့ဒီမှာခဏလေးကူးရပါတယ်ပြီးကျွန်တော်တို့ backend နဲ့ထွက်လိုက်ပါထွက်ပြီးတော့ကျွန်တော်တို့ဒီ screen မှာအဲ့ဒီ software တွေရောက်လာပြီလားဆိုကျွန်တော်တို့ကြည့်ပါမယ်ဒီမှာကျွန်တော်တို့အဲ့ဒီ software တွေ screen မှာရောက်နေပါပြီကျွန်တော်တို့ဖုန်းနံပါတ်တွေဒီဓာတ်ပုံတွေဗီဒီယိုဖိုင်တွေအကုန်လုံးဒီ software လေးထဲမှာအကုန်လုံးတက်ကူးလို့ရပါတယ်ကျွန်တော်အဲ့ဒါတွေကိုမတော်ဆက်ဖြတ်မိတဲ့ဟာတွေကိုကူးဖို့တော့ကျွန်တော်ဒီ software လေးတော့နှိပ်ဝင်ပေးလိုက်ပါကျွန်တော်တို့ကြော်ညာလေးနဲ့တက်ရင်လည်းကြော်ညာလေးတက်ရင်လည်းကြည့်ပေးရပါတယ်ကျွန်တော်တို့ဒီလိုမျိုးကြော်ညာတက်လာလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ close ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာ allow ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီ English ဆိုတဲ့စာကြောင်းလေးကိုကျွန်တော်နှိပ်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့ဟိုအပေါ်မှာရှိတဲ့အမှန်ရှင်းလေးကိုနှိပ်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့အပေါ်မှာရှိတဲ့ skip ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဒါကတော့ကျွန်တော်တို့ဒီငွေနဲ့ဝယ်ပြီးတော့ကူးမဲ့နေရပါကျွန်တော်တို့အပေါ်ကဟာလေးကိုနှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ဒီမှာသူကနော်အကုန်လုံးသူပေးရပါတယ်ဓာတ်ပုံကူးမလားကျွန်တော်တို့ဓာတ်ပုံကူးမလားဗီဒီယိုကူးမလားကျွန်တော်တို့တရှင်းဖြတ်ပြီးတဲ့တရှင်းတွေလည်းပြန်ကူးလို့ရတယ်ဗျကျွန်တော် message တွေအကုန်လုံးပြန်ကူးလို့ရတယ်ပြီးရင် screenshot တွေဖြတ်ထားတဲ့ဟာတွေเนาะကျွန်တော်တို့ကပြီးရင်ဒီမှာကျွန်တော်တို့ဖုန်းနံပါတ်တွေ browser ဖြတ်မိတဲ့ဖုန်းနံပါတ်တွေအကုန်လုံးပြန်ကူးလို့ရတယ်เนาะကျွန်တော်တို့ဒီမှာကျွန်တော်ကဒီဟိုဓာတ်ပုံကူးကျင်တယ်ဆိုတော့ကျွန်တော်ဒီအပေါ်က photo recovery ကိုနှိပ်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီမှာ allow နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာနှိပ်ပြီးမှကျွန်တော်တို့ဒီ pattern လေးကျွန်တော်တို့ allow access to manage all file ဆိုဟာလေးကိုဒီဟာလေးကျွန်တော်တို့ဖွင့်ပေးရပါမယ်ဒါလေးကိုဖွင့်ပေးလိုက်ပါဖွင့်ပြီးပြီးကျွန်တော်တို့ဒီမှာ scan all file နဲ့ကျွန်တော် scan delete file ဆိုတော့ကျွန်တော်တို့ခုရှိပါတယ်ကျွန်တော်တို့ကပြတ်သွားတဲ့ဓာတ်ပုံတွေကိုပြန်လိုချင်တာဖြစ်လို့ကျွန်တော်အောက်ကဟာကိုနှိပ်ရပါမယ်ကျွန်တော်အောက်ကဟာလေးကိုနှိပ်ပြီးတော့နှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီမှာကျွန်တော်တို့သူကတော့ဒီမိမိဖြတ်ခဲ့တဲ့ဓာတ်ပုံတွေကျွန်တော်သူပြန်ပြီးတော့ scan ဖတ်နေပါတယ်ကျွန်တော်ဒီမှာကိုကဖြတ်ခဲ့တဲ့ဓာတ်ပုံတွေဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့ကိုလိုချင်တဲ့ဓာတ်ပုံကိုပြန်ကူးလို့ရပါတယ်ကျွန်တော်တို့ဒါတွေဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါဒီဖြတ်ထားတဲ့ဓာတ်ပုံတွေပေါ့နော်ကျွန်တော်တို့ဖြတ်ထားတဲ့ဓာတ်ပုံတွေကျွန်တော်တို့ဒါမိမိကျန်းနေတဲ့ဓာတ်ပုံကိုကျွန်တော်တို့ဖြတ်ထားရဲဆိုကျွန်တော်တို့နှိပ်ပြီးတော့ကျွန်တော်တို့ဒီပုံကိုကျွန်တော်ဒီကျွန်တော်တို့ဒီချက်စီကလေးကိုပဲထည့်နှိပ်ပေးလိုက်ပါဒါလေးကိုပြန်ကူးပြင်တယ်ဆိုကျွန်တော်တို့ဒီဟာလေးကိုအမှန်ရှိပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီပုံမှာရှိတဲ့ recovery ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းထဲကိုသူပြန်ရောက်တော့ပါပြီสวัสดีครับ สวัสดีค่ะ ကျွန်တော်တို့ကြော်ညာလည်းခဏဝင်လာပါတယ်ပြီးကျွန်တော်ကြော်ညာ แฟ လေး นหนู ကို อะค่ะ ကြည့်ပေးလိုက်ပါ มันชอบกินโจ๊กมากมันไม่ออกไปไหนเลยค่ะ สั่งแต่ร้านเดิมๆมากินที่บ้านนะคะแล้ว ပြီးရင်ကျွန်တော်တို့ဒီ view ထားလေးကိုနှိပ်ပေးလိုက်ပါဒါဆိုကျွန်တော်တို့ဒီတက်ပုံ file တွေကိုရောက်တော့ပါပြီပုံလေးကဒီမှာကျွန်တော်ပြောချင်တာအခုဒီမှာပေါ့နော်ဒီကျွန်တော်တို့ဒီ
ကျွန်တော်ကတော့အခုဒီဗီဒီယိုဆိုဗီဒီယိုကျွန်တော်သနာပြောလို့ပေါ့နော်ဒီဗီဒီယိုထဲမှာကျွန်တော်ကူးနေတယ်ဆိုဒီဗီဒီယိုထဲနှိမ့်လိုက်ပါပြီးရင်ဓာတ်ပုံထဲမှာဓာတ်ပုံဖြတ်ထားကူးနေတဲ့ဓာတ်ပုံထဲမှာနှိမ့်လိုက်ပါပြီးရင်ဒီဖုန်းနံပါတ်တွေဖြတ်ထားဆိုရင်ဒီဖုန်းနံပါတ်တွေကိုကျွန်တော်နှိမ့်လိုက်ပါကျွန်တော်ဖုန်းနံပါတ်ပဲကြည့်ပါမယ်ဖြတ်ထားတဲ့ဖုန်းနံပါတ်တွေကျွန်တော်ရှာကြည့်ပါမယ်ပြီးကျွန်တော်တို့ဒီနေရာမှာအခုတူပြတဲ့ဟာကျွန်တော် delete contact ဆိုအပေါ်ကဖြတ်မိရတယ်ကျွန်တော်တို့အပေါ်ကဟာကိုနှိမ့်ပါမယ်ဖုန်းနံပါတ်ကျတော့ဒီအပေါ်ကဟာကိုနှိမ့်ပြီးလိုက်ပါကျွန်တော်ဖြတ်ထားတဲ့ဓာတ်ပုံတွေကိုပတ်ချပါမယ်ကျွန်တော်ဖြတ်ထားတဲ့ဒီဒါဖုန်းနံပါတ်တွေပေါ့နော်ဒီဟာတွေကျွန်တော်တို့ပြန်ကူးမယ်ဆိုတနက်ပြောလို့မျိုးဒီအဆက်ကလေးကိုနှိမ့်လိုက်ပါပြီးမှကျွန်တော်ဟိုးပုံမှန်ရှိတဲ့ recovery ဆိုတာဟာလေးဒါလေးကိုနှိမ့်ပြီးလိုက်ပါဒါဆိုလို့ရှိရင်မိမိဖြတ်ထားတဲ့ဖုန်းနံပါတ်ကိုထဲထဲကိုပြန်ရောက်ပါပြီဒီနေ့ဒီမှာပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်ကိုကျွန်တော်တစ်ခါပြန်ဗီဒီယိုဖိုင်ကျွန်တော်ကူးမယ်ဆိုဗီဒီယိုဖိုင်လေးကိုနှိမ့်ပြီးလိုက်ပါပြီးကျွန်တော်ဒီမှာအောက်မှာဗီဒီယိုဖိုင်အောက်မှာနော်ဒီ secondary file ဆိုတာဟာလေးကိုနှိမ့်ပြီးလိုက်ပါကျွန်တော်တို့မနှိမ့်ပြတော့ကြော်ညာတွေခဏခဏဝင်ကြည့်နေမှာဆိုလို့ပါကျွန်တော်တို့ဒီဖြတ်မိရဲ့ဗီဒီယိုဖိုင်တွေဓာတ်ပုံတွေဒီဖုန်းနံပါတ်တွေကျွန်တော်ဒီ software တစ်ခုထဲမှာနေအကုန်လုံးကျွန်တော်တို့ခြာပြီးတော့ကူးလို့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြောပြတာပါကျွန်တော်ဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင် follow လုပ်ပြီးတော့ပေါ့နောက်တစ်ခါကျွန်တော်ဗီဒီယိုလေးတင်ပြီးတော့အောင်မယ်